အားလုံးပဲမင်္ဂလာပါရှင်။ကာကြီး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေနားဆင်မှုအတွက်ဖြစ်ရမှန်ပရာလောကဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားပေးနားဆင်ကြပါအောင်ရှင်။မြို့ပြင်ကဆေးရုံအောင်ကြီးတစ်ခုရဲ့တက်တရားတက်လူနာဆောင်စီးဆိုတာဆေးရုံဝန်ထမ်းတွေကြားမှာတော့ညဘက်ဆိုလူကြီးတိတ်တာနဲ့အလိုလိုကြောချမ်းရတဲ့နေရာတစ်ခုပါ။ဒီဆေးရုံကကိုလိုနီခေတ်ကလေးကတည်ရှိခဲ့တာမို့အဆောက်အဦကဟောင်းနှွမ်းပြီးအုတ်နေရံတွေကလည်းစုထိုင်းတိုင်းနဲ့မိုးနဲ့နေဆွဲနေတတ်ပါတယ်။တညမှာတော့ညကျူတီကြတဲ့သူနာပြုဆရာမလေးမေတ္တကဆေးမတန်တချူစစ်ဆေးဖို့နားစတေရှင်မှာတယောက်တည်းထိုင်နေခဲ့ပါတယ်။အချိန်ကညတကောင်ကျော်တနာရီဝန်းကျင်ပေါ့။လူနာဆောင်တစ်ခုလုံးကလည်းငြိမ်သက်လို့နေပါတယ်။အဲ့ဒီအချိန်မှာပဲအဆောင်ရဲ့ရှောက်လန်းအစုံအမောင်ရိပ်ကျနေတဲ့ဘက်ကနေတောက်တောက်တောက်ဆိုရဲခြီတန်ခတ်မမှန်ကိုမေသက်ကြားလိုက်ရပါတယ်။အဲ့ဒီအတန်ကလူတယောက်ကဖနက်မမကိုစီးပြီးအေးလူလမ်းလျှောက်လာတဲ့အတန်မျိုးပါ။မေသက်ကလူနာဆောင်တယောက်အိမ်သာသွားတာဖြစ်မှာပါလေလို့တွေးပြီးဂယုမဆိုင်ပဲနေခဲ့ပြီမေအဲ့ဒီခြေတန်သူမရဲ့စပွဲရှိအရောက်မှာတယ်ရုတ်တရက်ရက်တန်သွားပါတယ်။သူမမော့ကြည့်လိုက်တော့ဘယ်သူမှရှိမနေပါဘူး။ရှောက်လန်းတစ်ခုလုံးကလည်းလေးဟာနေကြီးလို့အေးဆက်လို့နေပါတယ်။ခဏကြာမှတော့နံပါတ်400ကရင်ကလူနာရဲ့ခေါ်ဆိုတဲ့ခလုတ်မီးလေးလင်းလာပါတယ်။မေသက်လဲသွေးပောင်ချိန်ဆက်ကိုဆွဲပြီးအဲ့ဒီအခန်းမက်ကိုထွက်လာခဲ့တယ်။အခန်းထဲရောက်တော့လူနာကရင်ပေါ်မှာထိုင်နေပြီးမျက်လုံးအပြူးသားနဲ့အခန်းထဲကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဆရာမအခုနားပဲအဖွားကြီးတယောက်ကျွန်တော်ကရင်ချိန်မှာလာရက်နေတယ်။ပြီးတော့ကျွန်တော်ကိုစိုက်ကြည့်ပြီးငါကရင်ကိုဖယ်ပေးလို့ပြောသွားတယ်။လူနာရဲ့အတန်နေရာတုံရင်နေပါတယ်။မေသက်ကတော့လူနာဖျားပေးချောင်နေတာလို့ပဲထင်ခဲ့ပြီးမြင်အဲ့ဒီအချိန်မှာပဲအခန်းထဲကပန်ကာကအလိုလိုအရှိန်ပြင်းလာပြီးအခန်းကဂျိန်းခနဲ့ဝုန်းခနဲ့ပိတ်သွားပါတော့တယ်။မေသက်တကားကိုဆွဲဖွင့်မှုကြိုးစားပြီးမြင်တစ်ဖက်ကနေတယောက်ကအားနဲ့ဆွဲထားတယ်လို့မျိုးလုံးဝဖွင့်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူမရဲ့ပခုံးမကိုအေးဆက်လုံးနဲ့လက်ချောင်းတွေလာတင်တာကိုခန်းစားလိုက်ရပါတယ်။ပြေးပြေးချင်းလှဲကြည့်လိုက်တဲ့အခါမှာတော့ဆေးရုံဝစ်စုံအဟောင်းကြီးကိုဝတ်ထားပြီးမျက်နှာတစ်ခုလုံးဖြူဖြော့နေတဲ့အမျိုးသမီးတစ်ယောက်ကသူမရဲ့နောက်မှာကက်ရက်လျက်သာရှိနေပါတယ်။အဲ့ဒီအမျိုးသမီးရဲ့မျက်လုံးတွေကတွင်းနဲ့ကြီးတွေလိုပဲဟောက်ပတ်နေပြီးပါးစပ်ကနေလဲချမ်းနေငါအရန်ချမ်းနေဆိုတဲ့ညီးတွားတန်ကတူတူလေးထွက်ပေါ်လာပါတယ်။မေတ္တကကြောက်လန့်တကြားနဲ့မျက်လုံးကိုစုံမိတ်ထားလိုက်မိပါတယ်။ခဏကြာမှတော့အခန်းကအလိုလိုပြန်ပွင့်သွားပြီးအေးဆက်နေတဲ့ခန်းစားချက်ကြီးလည်းပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့နောက်တနေ့မနက်မှာမေသက်ကအဲ့ဒီ400ကရင်ရဲ့ရာဇဝင်ကိုပြန်စုံစမ်းကြည့်မိပါတယ်။လွန်ခဲ့တဲ့10နှစ်ခန့်ကအဲ့ဒီကရင်ပေါ်မှာပဲအထီးကျန်စွာနဲ့ဆုံးမသွားတဲ့အဖွားကိုတယောက်ရှိခဲ့ဘူးကြောင်းသူဆုံးသွားတဲ့အချိန်မှာဘယ်ဆွေမျိုးသားချင်းမှရောက်မလာခဲ့ပဲအလောင်းအောင်ဆေးရုံကပဲစီစဉ်ပေးခဲ့ရကြောင်းသိလိုက်ရပါတယ်။အဲ့ဒီညအစပြီးမေသက်ကညကျူတီကြတိုင်းအဲ့ဒီရှောက်လန်းမှာအဖွားကိုရဲ့ခြေတံတွေကိုကြားနေရသေးပါတခါတလေဆိုရင်ဆေးရုံရဲ့ဓာတ်လေကလူမရှိပဲအလိုလိုပွင့်လာတတ်ပြီးအထက်ကနေအေးဆက်တဲ့လေညင်းတွေတိုးထွက်လာတတ်ပါတယ်မေတ္တာအဲ့ဒီအဖွားရဲ့ရာဇဝင်ကိုသိလိုက်ရပြီးတဲ့နောက်ပိုင်းညကျူတီကြရင်ပို့ပြီးတတိထားနေထိုင်မိတယ်ဒါပေမဲ့ဆေးရုံဆိုတာလေလူသေးတာအဆန်းမဟုတ်တလို့မကျွတ်မလွတ်သူတွေရှိတတ်တာတဘာဝပဲလို့ကိုအားပေးရင်အလုပ်ကိုဆက်လုပ်နေခဲ့တယ်နောက်တစ်ပတ်ရဲ့မိုးရွာနေတဲ့ဗုဒ္ဓဟူးနေ့ညမှာတော့မေတ္တနဲ့အတူဂျူတီကြတဲ့သူနာပြုဆရာမလေးအေးကဆေးပစ္စည်းတချို့သွားယူဖို့ညင်ညင်တက်ကစတူကန်ကိုဆင်းသွားပါတယ်။မေတ္တကတော့အပေါ်ရနာစတေရှင်မှာတယောက်တည်းကျန်ရင်ခဲ့တာပေါ့။မိုးကလည်းတဖွဲဖွဲရွာနေပြီးလေးကတဝေါဝေါတိုက်နေတာကြောင့်ပြတင်းမောင်မှန်တကားတွေကတုံခါနေပါတယ်။အဲ့ဒီအချိန်မှာပဲအဆောင်စီရဲ့ရှောက်လန်းမီးချောင်းတွေကတစ်ဖြက်ဖြက်နဲ့ငိမ့်လိုက်လင်းလိုက်ဖြစ်လာပါတယ်။မေတ္တကမီးလိုက်မကောင်းတာဖြစ်မှာပါလို့တွေးနေတော့ရှောက်လိုင်းရဲ့တစ်ဖက်အစုံမှာရှိတဲ့ဘီးတက်ကရင်တစ်ခုကလူမရှိပဲအလိုလိုတဖြည်းဖြည်းချင်းလိမ့်လာတာကိုမြင်လိုက်ရပါတယ်။ဘီးတာကကြွိနဲ့အေးဆက်နေတဲ့ညဉ့်ရံမှာအရန်ကိုကျဲလောင်နေတယ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲနံပါတ်405အခန်းထဲကနေလူနာဆောင်ဖြစ်သူလူငယ်တယောက်ပြပြတလဲပြေးထွက်လာပါတယ်။ဆရာမကျွန်တော်အဖေအသက်ရှူကျက်နေလို့မြန်လာကြည့်ပေးပါဦး။
မေသက်လည်းကြောက်စိတ်ကိုဘေးဖယ်ပြီးအောက်ဆီဂျင်ဘူးကိုဆွဲကအဲ့ဒီခန်းထဲကိုပြေးဝင်သွားပါတယ်လူနာအဖိုးကကရင်မော်မှအသက်ကိုလူရှူနေရပြီးမျက်လုံးတွေကတော့အခန်းရဲ့အပေါ်တောင်စင်မြင့်တစ်ခုကိုစိုက်ကြည့်နေပါတယ်မေသက်ကလူနာကိုအောက်ဆီဂျင်ပေးရင်ပြုစုနေတော့အဖိုးကသူမရဲ့လက်ကိုအားနဲ့ဆုပ်ကန်လိုက်ပြီးတူတူလေးပြောရှာပါတယ်သမီးဟိုပေါ်မှာအပေါ်မှာခြေထောက်နှစ်ချောင်းတွဲလောင်းကျနေတာသမီးမမြင်ဘူးလားမေသက်ကြက်သီးတွေဖြန်းကနေထားသွားပါတယ်သူမမျက်လုံးကိုအတင်းကျပ်ထိန်းထားပေမဲ့အကြီးကအလိုလိုအပေါ်ကိုရောက်သွားမိတယ်အဲ့ဒီမှာအဖြူရောင်မျက်နှာကျက်ကြားရကနေညစ်ပတ်ပေးရနေတဲ့ခြေထောက်နှစ်ချောင်းကတကယ်ပဲတွဲလောင်းကျနေတာပါခြေပြားတွေကပြနှမ်းနေပြီးလေထဲမှာတရမ်းရမ်းနဲ့ဖြစ်နေပါတယ်မေသက်အဲ့ဒီအခန်းထဲကနေအမြန်ထွက်လာပြီး nurse station ကိုပြန်ပြေးလာခဲ့တယ်သူမအသက်ကိုဝအောင်ရှူနေတော့စပွဲပေါ်ကပြည်ရင်းဖုန်းကမြည်လာပါတယ်ဖုန်းကိုကင်လိုက်တော့တစ်ဖက်ကနေဘာတမ်းမှထွက်မလာပဲဟူးဟူးဆိုတဲ့အသက်ရှူသံပြင်းပြင်းနဲ့အဝေးကနေခေါ်နေတယ်လို့မျိုးငါစေပေးပါအောင်ဆိုတဲ့မိန်းမကြီးတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီဖုန်းကဘယ်ခန်းကခေါ်တာလဲဆိုတာနံပါတ်ကိုကြည့်လိုက်တဲ့အခါမေသက်ရဲ့သွေးတွေခဲသွားတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီနံပါတ်ကမင်းညရတဲ့လူနာသေးဆုံးသွားလို့လက်တလောပိတ်ထားတဲ့408အခန်းကဖြစ်နေလို့ပါပဲမေသက်ဖုန်းကိုချလိုက်ပြီးဘေးကိုကြည့်လိုက်တော့ရှောက်လန်းတစ်လျှောက်မှာဆေးရုံသုံးကားမောင်းအဖြူရောင်ဝတ်ထားတဲ့လူတစ်ယောက်ကကြောပေးပြီးလမ်းလျှောက်သွားတာကိုတွေ့ရပါတယ်အဲ့ဒီလူကလမ်းလျှောက်ပုံကပုံမဟုတ်ပဲခြေထောက်တစ်ဖက်ကိုဆွဲပြီးရှောက်နေတယ်လို့မျိုးရှက်ဆိုတဲ့အတန်ကလည်းထွက်နေပါတယ်သူမကအဲ့ဒီလူကိုလမ်းခေါ်ဖို့ကြိုးစားပြီးမယ်အတန်ကလေချောင်းထဲမှာပဲတစ်နေပါတယ်အဲ့ဒီရဲကရှောက်လန်းဆုံးကအမောင်ထဲကိုတိုးဝင်သွားပြီးပျောက်ကွယ်သွားပါတယ်ဒါပေမဲ့အဲ့ဒီနေရာနဲ့ပြန်ထွက်လာတာတော့မေသက်အခုနောက်ကတွေ့ခဲ့တဲ့ခြေထောက်တွဲလောင်းကျနေတဲ့အရာမဟုတ်ပဲတခြားတစ်ခုခုဖြစ်နေပါတယ်အဲ့ဒီအမောင်ထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာတာကတော့ဆေးရုံသွန်းတွန်းလဲအစုပ်တစ်ခုကိုတွန်းလာတဲ့အရေးမဲကြီးတစ်ခုပါပုံမှန်ဆိုရင်ဝန်ထမ်းတစ်ယောက်ပစ္စည်းလာပို့တာမျိုးဖြစ်နိုင်မိမယ်အဲ့ဒီအရေးကလမ်းလျှောက်နေတာမဟုတ်ပဲလေထဲမှာဝဲနေတယ်လို့မျိုးတရွရွနဲ့နီးကပ်လာပါတယ်တွန်းလဲရဲ့ဘိန်းသာကြွိကလောက်နဲ့ကျမ်းမြင်ပေါ်မှာတခုခုကိုတိုက်စားသွားတယ်လို့အတန်မျိုးထွက်နေပါတယ်မေတက်ကကြောက်လန့်နေကြတဲ့ nurse station စပွဲအောက်ကိုငုံဝင်လိုက်မိတယ်သူမရဲ့နှလုံးခုန်တာနားထဲမှာတင်ဒိတ်ဒိတ်နဲ့မြည်နေတယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲတွန်းလဲတန်ကသူမရဲ့စပွဲအရှိတက်တဲ့မှာရက်တန့်သွားပါတယ်လေတူထဲမှာတခုခုပုတ်တိုးနေတဲ့အနံ့နဲ့ဆေးအနံ့ပြင်းပြင်းတွေရောရှက်ပြီးရလိုက်ပါတယ်ပြီးတော့စာရွက်ပေါ်ကစာရွက်တွေကလေတိုက်တာမဟုတ်ပဲတစုံတစ်ယောက်ကလှန်လောကြည့်နေတယ်လို့မျိုးတစ်ဖြက်နဲ့အတန်တွေထွက်လာပါတယ်မေသက်ကစပွဲအောက်မှာပုံနေရင်ကနေအပေါ်အသာလေးမောကြည့်လိုက်မိတယ်စပွဲအစွန်းမှာတင်ထားတဲ့လူနာမှတ်တမ်းစာအုပ်ကိုဖြူဖြော့ပြီးအကြောတွေထောင်နေတဲ့လက်ချောင်းရှည်ကြီးတွေကလာကင်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီလက်တွေကလူလက်နဲ့မတူပဲအရေပြားတွေကအယိုးမှာကပ်နေပြီးလက်သေးတွေကလည်းညှစ်ပတ်မဲမောင်နေပါတယ်အဲ့ဒီလက်ပိုင်ရှင်ကစာအုပ်ကိုတရွက်ချင်းလှန်နေရင်းကနေရုတ်တရက်ရက်လိုက်ပြီးတူတူလေးရေရွတ်လိုက်ပါတယ်ငါနာမည်ဘာမှလဲအတန်ကအရှာနဲ့လေချောင်းထဲကနေအတင်းညှစ်ထုတ်နေရတယ်လို့မျိုးအတန်မှာမေသက်ကအသက်ရှူဖို့တောင်မေ့သွားပြီးဗစက်ကိုလက်နဲ့အတင်းပိတ်ထားလိုက်မိပါတယ်ခဏအကြာမှာတော့တွန်းလဲတန်ကတဖြည်းဖြည်းနဲ့ဝေးရာကိုပြန်ထွက်သွားပါတယ်မေသက်လည်းချွေးစည်းတွေပြန်ပြီးစပွဲအောက်ကနေအသာလေးထွက်ကြည့်လိုက်တော့ဘယ်သူမှရှိမနေတော့ပါဘူးဒါပေမဲ့စပွဲပေါ်ကလူနာမှတ်တမ်းစာအုပ်ကတော့ပွင့်ရသားကျန်ခဲ့ပါတယ်မေသက်ကြည့်လိုက်တဲ့အခါအဲ့ဒီစာမျက်နှာကလွန်ခဲ့တဲ့တလကဆေးရုံရောက်ပြီး24နာရီအတွင်းဆုံးမသွားတဲ့ဘသူဘဝမှမသိရတဲ့လူနာတစ်ယောက်ရဲ့မှတ်တမ်းစာမျက်နှာဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲအောက်ထက်ကနေပြန်တက်လာတဲ့အေးရဲ့ခြေတံကိုကြားလိုက်ရလို့မေသက်အနှဲငယ်စိတ်သက်သာရာရသွားပါတယ်မေသက်နင်းမျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲအေးကမေးလိုက်ပေမဲ့မေသက်ကဘာမှပြန်မပြောနိုင်သေးပဲတုံရီနဲ့လက်ညှိုးထိုးပြလိုက်ပါတယ်အေးကသူမညွန်ပြတဲ့ဘက်ကိုကြည့်လိုက်တော့ရှောက်လန်းကျမ်းမြင်ပေါ်မှာစိုးစွတ်နေတဲ့ချီယာမဲမဲကြီးတွေကစတိုကမ်းဘက်ကိုဥတီပြီးတန်းနေတာကိုတွေ့လိုက်ရပါတယ်နှစ်ယောက်သားကြောက်နဲ့အဆန်အောက်ထက်ကိုဆင်းမှုဓာတ်လေကားစီကိုပြေးသွားကြတယ်ဓာတ်လေကားခလုတ်ကိုနှိပ်လိုက်လို့တကားပွင့်သွားတဲ့အချိန်မှာတော့ဓာတ်လေကားထဲမှာဘယ်သူမှရှိမနေပါဘူးဒါပေမဲ့ဓာတ်လေကားတွေကမှန်မြင်ကြီးပေါ်မှာတော့လက်ဝါးရာတွေအများကြီးထင်ကျန်နေပါတယ်
အဲ့ဒီလက်ဝါးရတွေကအတွင်းဘက်ကနေအပြင်ကိုထွက်ချင်လို့အတင်းကုတ်ချစ်ထားတဲ့ပုံစံမျိုးတွေပါသူတို့နှစ်ယောက်တက်လီကားတဲ့ကိုဝင်မှုတုံဆိုင်နေတော့မှာပဲတက်လီကားရဲ့အပေါ်မျက်နှာချက်ကနေတောက်တောက်ဆိုပြီးသွေးလိုအရှိအမဲတချို့ကမေသက်ရဲ့ပခုံးမကိုစီးကြလာပါတယ်မေသက်ကအပေါ်မောကြည့်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအေးကသူမရဲ့လက်ကိုအတင်းဆွဲပြီးမကြည့်နဲ့မေသက်ပြေးမြန်ပြေးတော့လို့အော်ဟေးလိုက်ပါတော့တယ်မေသက်နဲ့အေးတို့နှစ်ယောက်သာတက်လီကားတဲ့ကိုမဝင်ရတော့ပဲလေကားတောင်အတိုင်းအောက်ထက်ကိုအလူအလဲပြေးဆင်းခဲ့ကြတယ်အမောင်ရိပ်ကြနေတဲ့လေကတစ်တွေပေါ်မှာသူတို့ရဲ့ခြေတံတွေကတစ်ချက်တုံခါနေတယ်လို့ပါပဲဒုတိယတက်နဲ့ပထမတက်အကူလေကားခွေကိုရောက်တော့အေးကရုတ်တရက်ရက်တန့်သွားပါတယ်သူမရဲ့မျက်နှာမှာသွေးမရှိတော့တယ်လို့ဖြူလျော့သွားပြီးရှေ့ကိုလက်ညှိုးတုံရီနဲ့ထိုးပြလိုက်တယ်လေကားရဲ့အောက်ခြေမှောင်မဲနေတဲ့တောင်စုံမှာလူတစ်ယောက်ကနယံကိုမျက်နှာမူပြီးမတည့်ရက်နေပါတယ်အဲ့ဒီလူကဆေးရုံကဝန်ထမ်းဝတ်စုံအစိမ်းရောင်ကိုဝတ်ထားပြီးမိပကုံးတစ်ဖက်ကတော့ပုံမှန်မဟုတ်ပဲအောက်ကိုတွဲကျနေတယ်ဘာတူလဲအဲ့ဒါဘာတူလဲယင်မေသက်ကအတန်တိုးတိုးလေးနဲ့မေးလိုက်ပြီးမိတစ်ဖက်ကပြတ်မဖြေပါဘူးအဲ့ဒီအရေးကဖြည်းဖြည်းချင်းလှည့်လာတယ်သူ့ရဲ့မျက်နှာတစ်ချမ်းလုံးပတ်တီးတွေပတ်ထားပြီးကျန်တဲ့တစ်ချမ်းမှာတော့အရေးပြားတွေကမီးလောင်ထားတယ်လို့မျိုးလိမ့်တက်နေပါတယ်အဆိုးဆုံးကတော့သူ့ရဲ့လက်ထဲမှာခွဲစိတ်ကရင်သုံးကက်ကြီးရှည်ကြီးတစ်ခုကိုကင်ထားပြီးအဲ့ဒီကက်ကြီးကကျမ်းမြင်ကိုထိမိတဲ့အခါဂေါရှက်ဆိုတဲ့အတန်ဆိုကြီးထပ်ပေါ်လာတာပါပဲသူတို့နှစ်ယောက်အနောက်ကိုပြန်ဆုပ်ဖို့ကြည့်လိုက်တော့အပေါ်တက်ကလှေကားတကားကလည်းဘယ်ချင်းကပိတ်သွားမှမသိပဲဝုန်းခနဲ့မြည်သွားပါတယ်အခုတော့သူတို့ကလှေကားကွင်ထဲမှာတင်ရှေ့တို့မရနောက်ဆုံးမရပိတ်မိနေပါပြီအဲ့ဒီခွဲစိတ်ကက်ကြီးကိုကင်ထားတဲ့အရေးကလေကတစ်တွေကိုတထစ်ချင်းတက်လာပါတယ်ကြည်လန်းတိုင်းကလေးလံမီအေးဆက်တဲ့အငွေသက်တွေကသူတို့စီကိုလှိုင်ခနဲ့ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအောက်ထက်ကနေအားဆိုတဲ့စူးစူးဝါးဝါအော်သိန်းတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒီအတန်ကသူတို့ကိုခြောက်လန့်နေတဲ့အရှိတ်ကိုခဏတာတန်သွားစေပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးမိသက်ကလေကားပေးရအရေးပေါ်ထွက်ပေါက်တကားကိုအတင်းထုံးဖွင့်လိုက်ပါတယ်တကားပွင့်သွားတာနဲ့သူတို့နှစ်ယောက်ကအဆောင်ပီဘက်ကိုအတင်းပြေးဝင်ခဲ့ကြတယ်အဆောင်ပီကိုရောက်တော့မိချောင်းတွေကလင်းထိန်နေပြီးလူနာဆောင်တွေလည်းဟိုနားဒီနားရှိနေတာမို့အနှင်းငယ်စိတ်အေးသွားကြပါတယ်ဒါပေမဲ့သူတို့နောက်ကနေလိုက်လာတဲ့အရာရှိမရှိပြန်ကြည့်လိုက်တော့လေကားတကားဝမှာဘယ်သူမှရှိမနေတော့ပါဘူးဒါပေမဲ့မေသက်ရဲ့ပခုံးပေါ်မှာတော့အခုနာကဓာတ်လေကားရှိမှစီးကြခဲ့တဲ့အရေးအမဲဆက်တွေကအခုထိဆွတ်နေတော့မှာပဲသူမအဲ့ဒီအရေးကိုလက်နဲ့အသာလေးထိကြည့်လိုက်တော့အဲ့ဒါသွေးမဟုတ်ပဲဆေးရုံသုံးပိုးသက်စေအပြင်းစားတွေနဲ့ရောနှောနေတဲ့ရွှွညွန်တွေလိုမျိုးအနံဆိုးထွက်နေပါတယ်သူတို့နှစ်ယောက်နာရီကိုကြည့်လိုက်တဲ့အခါအချိန်က2 နာရီ15မိနစ်ပဲရှိပါသေးတယ်သူတို့ခန်းစားခဲ့ရတာတွေကနာရီဝက်မကကြာခဲ့တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့10မိနစ်တောင်မပြည့်သေးပါဘူးအေးကကြောက်လန့်နေကြနဲ့ပြောပါတယ်မေသက်ငါတို့အခုနာကတွေ့ခဲ့တဲ့ခွဲစိတ်ဝစ်စုံတဲ့လူကလွန်ခဲ့တဲ့တလားခွဲစိတ်ခန်းထဲမှာမီးလောင်ပြီးဆုံးသွားတဲ့ဆရာဝန်ကြီးနဲ့တူတယ်နော်မေသက်ဘာမှပြန်မပြောနိုင်ခင်မှာပဲသူတို့ရှိရနေရမှာကတ်ထားတဲ့ပြည်တွင်းဖုန်းကတရက်ဆက်မြေးလာပြန်ပါတယ်ဖုန်းကိုမကင်မဲကြည့်နေတော့မှပဲစပီကာကနေအလိုအတန်ထွက်လာပါတယ်မပြေးနဲ့လေငါ့ကိုဆေးကူထည့်ပေးဦးအဲ့ဒီအတန်ကသူတို့ရဲ့နားနားလေးတွေကက်ပြောနေတယ်လို့မျိုးအယမ်းကိုနိကတ်နေပါတယ်မေသက်နဲ့အေးတို့နှစ်ယောက်စပီကာဖုန်းကထွက်လာတဲ့အတန်ကြောင့်စက်တီမွေးညင်းတွေထသွားပြီးခြေပြလက်ပြားတွေအေးဆက်ကုန်ပါတယ်အဆောင်ပီရဲ့ရှောက်လန်းမှာလူနာတချို့ရှိနေပေမဲ့အဲ့ဒီအတန်ကိုသူတို့နှစ်ယောက်ပဲကြားနေရတယ်လို့မျိုးပတ်ဝန်းကျင်ကပုံမှန်အတိုင်းပါပဲဖုန်းကလုတ်ကိုအတင်းနှိပ်ပြီးပိတ်ဖို့ကြိုးစားပေမဲ့မီးနီလေးကလဲမြဲလင်းနေပြီးတစ်ဖက်ကအသက်ရှူတဲ့ပြင်းပြင်းတွေကစပီကာကနေအဆက်မပြတ်ထွက်နေပါတယ်ငါတို့အခန်းထဲမှာပဲတွားအောင်နေရအောင်အေးဒီညတော့အပြင်မထွက်တာအကောင်းဆုံးပဲလို့မေသက်ကတုံရီနဲ့ပြောပြီးအေးရဲ့လက်ကိုဆွဲကအနီးဆုံးကနားနေကန်စီကိုပြေးဝင်ခဲ့ကြပါတယ်အခန်းထဲရောက်တော့တကားကိုကြက်ထိုးပြီးကရင်ပေါ်မှာတယောက်ကိုတယောက်ဖတ်ထားမိကြတယ်အခန်းထဲကမှောင်မဲနေပြီမြအပြင်ကရှောက်လန်းမိအောင်ကတကားအောက်ခြေကနေလင်းနေပါတယ်ခဏနေတော့အပြင်ဘက်ရှောက်လန်းမှာရှက်ဆိုတဲ့ခြေထောက်တစ်ဖက်ဆွဲလျှောက်လာတဲ့အတန်ကသူတို့အခန်းရှိမှလည်းရက်သွားပါတယ်သူတို့နှစ်ယောက်လုံးအသက်ကိုအောင့်ပြီးတကားအောက်ခြေကအလဲနှမ်းလေးကိုစိုက်ကြည့်နေမိတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကတဆုံတယောက်ကတကားလက်ကင်ကိုဖြည်းဖြည်းချင်းလှည့်လာပါတယ်ကျွီနဲ့လက်ကင်ကလဲသွားပြီမြအတွင်းကကြက်ထိုးထားတာမို့ပွင့်မလာပါဘူးဒါပေမဲ့တကားအောက်ခြေကအလင်းနှမ်းလေးမှာအရေးတစ်ခုထိုးလာပါတယ်အဲ့ဒီအရေးကလူတယောက်မတ်တက်ရက်နေတဲ့ပုံစံမဟုတ်ပဲတစုံတစ်ယောက်ကကျမ်းမြင်ပေါ်မှာမှောက်ရက်ကြီးရှိုးတိုက်ပြီးကက်ကြည့်နေတဲ့ပုံစံမျိုးပါရုတ်တရက်ဆိုသလိုတကားအောက်ခြေက
ဟာကွယ်လေးတွေကနေဖြူဖြောနေတဲ့လက်ချောင်းတွေကအတွင်းဘက်ကိုအတင်းတိုးဝင်မှုကြိုးစားလာပါတယ်။လက်သေးတွေကကျမ်းမြင်ကိုကုတ်ချစ်နေတဲ့အတန်ကနားထဲမှာစူးစူးဝါးဝါးမြင်နေပါတယ်။မေသက်ဟိုမှာကြည့်အေးအေးကအခန်းနောက်မှာပြတင်းပေါက်စီကိုလက်ညှိုးညွန်ပြပါတယ်။မိုးရွာနေတဲ့ပြတင်းပေါက်မှန်ပေါ်မှာအပြင်ဘက်ကနေလက်ဝါးရာကြီးတွေတစ်ခုပြီးတစ်ခုထင်လာတယ်။အဲ့ဒီခါဒုတိယတက်မှာရှိတာဖြစ်လို့အပြင်ဘက်မှာလူတစ်ယောက်မတ်တက်ရက်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လက်ဝါးရာတွေကတော့မှန်ပေါ်မှာတဖြည်းဖြည်းများလာပြီးတစုံတစ်ယောက်ကမှန်ကိုအပြင်ကနေအားနဲ့တွန်းနေတယ်လို့မျိုးမှန်ချက်ကြီးကတုံခါလာပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကရေဒီယိုအဟောင်းလေးတစ်ခုကအလိုလိုပွင့်လာပြီးလိုင်းမမိတဲ့စူညံတန်တွေကြားထဲကနေအမျိုးသမီးတစ်ယောက်ရဲ့ငိုတန်းစိမ့်စိမ့်ထွက်ပေါ်လာပါတယ်။ငါ့ကိုတယောက်တည်းထားခဲ့ကြတယ်။ငါ့ကိုတယောက်တည်းထားခဲ့ကြတယ်။မေသက်တတိယသွားပါတယ်။လွန်ခဲ့တဲ့လကအဆောင်ပီမှာဆေးကုသမှုခံယူရင်းမိသားစုကပြစ်ထားခဲ့လို့စိတ်တက်ကြပြီးကိုအဆုံးစီရင်သွားတဲ့လူနာတစ်ယောက်ရှိခဲ့ဘူးတာပါ။အဲ့ဒီလူနာဆုံးကနေမှ nurse တွေကိုအညိုးတကြီးနဲ့ကြည့်ပြီးနင်တို့အားလုံးငါ့ကိုလက်လျူရှုခဲ့ကြတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်။အပြင်ကတကားခောက်တန်တွေမှန်တုံတန်တွေနဲ့ရေဒီယိုကငိုတန်တွေကအထုထိတ်ကိုရောက်သွားပြီးတဲ့နောက်အားလုံးကရုတ်တရက်ကြီးဝုန်းခနဲ့ငြိမ်ကျသွားပါတယ်။ခြောက်ချားစရာကောင်းတဲ့တိတ်ဆိတ်မှုကြီးကအခန်းထဲကိုလွှမ်းမိုးသွားတယ်။မေသက်နဲ့အေးအေးတို့ကတယောက်မျက်နှာတယောက်ကြည့်နေမိတော့သူတို့ထိုင်နေတဲ့ကရင်အောက်ကနေခေဆိုရဲရှီတန်တူတူလေးထွက်လာပါတယ်။အဲ့ဒီရှီတန်ကရင်အောက်တက်တဲ့ကနေထွက်လာတာပါ။မေသက်ကသူမရဲ့ခြေထောက်ကိုကရီမောအမြန်ဆွဲတင်လိုက်ပေမဲ့တစုံတဦးရဲ့အေးဆက်လာတဲ့လက်ချောင်းတွေကသူမရဲ့ခြေချင်းဝင်ကိုအားနဲ့လှမ်းဖန်ဆွဲလိုက်တာကိုခံလိုက်ရပါတယ်။မေသက်အော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်လေးကထွက်မလာပါဘူး။ကရင်အောက်ကအဲ့ဒီလက်ကသူမကိုအောက်ကိုအတင်းဆွဲချနေပါတယ်။မေသက်ရဲ့ခြေချင်းဝင်ကိုဖန်ဆွဲထားတဲ့လက်ချောင်းတွေကရေခဲတုံးကြီးလိုအေးဆက်နေပြီးအားလဲသိပ်တန်လာပါတယ်။သူမကရင်တိုင်းကိုအတင်းဖတ်ထားပြီးဘေးနာအေးအေးကိုအကူညီတောင်းမှုကြည့်လိုက်ပြီးမြင်အေးအေးကတော့ကြောက်လန့်လွန်လို့ပါးစပ်ဟောင်းလောင်းနဲ့ကြောက်ရွံ့လို့ဖြစ်နေရှာပါတယ်။အေးအေးကူညီအောင်ငါ့ကိုဆွဲနေတယ်လို့မေသက်ကအားယူပြီးအော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကရင်အောက်ကနေထွက်လာတဲ့အတန်က6ကက်ကက်နဲ့ဘလုံးပထွေးဖြစ်နေပါတယ်။ဆေးရုံဆင်းကျင်တယ်။ငါ့ကိုဆေးရုံဆင်းခွင့်ပေးပါ။ငါ့အိမ်ပြန်ကျင်တယ်။အဲ့ဒီအတန်ကအသက်ရှူလန်းကြောင်းပိုက်တွေတက်ထားရတဲ့လူနာတယောက်အာတင်ပြီးစကားပြောနေရတယ်လို့မျိုးတရှူရှူအတန်တွေရောနှောနေပါတယ်။မေသက်ကအတင်းယုံကန်ရင်းနဲ့သူမရဲ့တခြားခြေထောက်တစ်ဖက်နဲ့ကရင်အောက်ကိုအတင်းကန်ချလိုက်ပါတယ်။တခုခုကိုထိမိသွားသလိုခံစားလိုက်ရပြီးချီချင်းဝေကအဆွဲခံထားရတာပြုတ်ထွက်သွားပါတယ်။မေသက်ကရင်မော်ကနေဝုန်းခနဲ့ဆင်းပြီးတကားစီကိုပြေးဖို့ပြင်လိုက်ချိန်မှာပဲဘေးနာကအေးအေးပြောင်းနေတာကိုသတိထားမိလိုက်ပါတယ်။အခုနောက်အထိဘေးနာမှာရှိနေတဲ့အေးအေးကအခုတော့အခန်းထဲမှာမရှိတော့ပါဘူး။အေးအေးလို့မေသက်လိုက်ခေါ်ပြီးမြဲပါတန်းမှပြန်မကြားရပါဘူး။အခန်းတကားကလည်းအတွင်းကချက်ထိုးလျက်သားပါ။အဲ့ဒီအချိန်မှာပဲအခန်းနောက်ကအဝိပီတို့အစုပ်ကြီးရဲ့တကားကကျွေခနဲ့ဖြည်းဖြည်းချင်းပွင့်လာပါတယ်။ဗီဒီယိုထဲမှာအေးအေးရှိနေတာပါ။ဒါပေမဲ့အေးအေးရဲ့ပုံစံကပုံမှန်မဟုတ်တော့ပါဘူး။သူမဗီဒီယိုထဲမှာကုတ်လေးထိုင်နေပြီးလက်သေးတွေနဲ့ဗီဒီယိုနံရံကိုတစ်ဖြက်ဖြက်ကုတ်နေပါတယ်။သူမရဲ့မျက်လုံးတွေကအပေါ်လန်တက်နေပြီးပါးစပ်ကနေလည်းတစုံတစ်ယောက်ရဲ့နာမည်ကိုတွတ်ရွတ်နေပါတယ်။ဒေါ်လာတင်နံပါတ်408ဒေါ်လာတင်မေသက်ကြောချမ်းသွားပါတယ်။ဒေါ်လာတင်ဆိုတာအခုနဖုန်းဆက်လာတဲ့ပိတ်ထားတဲ့အခန်း408ကဆုံးသွားတဲ့လူနာရဲ့နာမည်ပါ။အေးအေးကအဲ့ဒီနာမည်ကိုဘယ်လိုလုပ်သိနေတာလဲ။မေသက်အေးအေးနားကိုသွားဖို့ခြေလမ်းပြင်လိုက်တော့မှပဲအခန်းထဲကမီလုံးကဖြတ်ခနဲ့ငိမ့်သွားပြီးမှောင်အတီကျသွားပါတယ်။မှောင်ရိပ်ထဲမှာအေးအေးရဲ့နေရာမှာတခြားပုံရိပ်တစ်ခုအစားထိုးဝင်ရောက်လာတယ်လို့မျိုးထွားကြိုင်အရေးကြီးတစ်ခုမြင်လိုက်ရတယ်။အဲ့ဒီအရေးကဗီဒီယိုတွေကနေဖြည်းဖြည်းချင်းထွက်လာပါတယ်။ခြေလမ်းတိုင်းကလေးလံလုံးလို့ကျမ်းမြင်ကြီးတောင်တုံခါနေတယ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲအခန်းတကားကိုအပြင်ကနေတယောက်ကအားနဲ့လာထူပါတယ်။မေသက်အေးအထဲမှာရှိလားတကားဖွင့်စမ်းအဲ့ဒါညချူတီစူပါဗိုက်ဆာဆီယာမကြီးရဲ့အတန်ပါမေသက်အားရှိသွားပြီးတကားချက်ကိုအတင်းဆွဲဖွင့်လိုက်ပါတယ်တကားပွင့်သွားတာနဲ့အပြင်ကအလင်းရောင်ကအခန်းထဲကိုဖြာကျလာပါတယ်ဆီယာမကြီးနဲ့အတူလုံခြုံရေးဝန်ထမ်း2ယောက်လဲပါလာပါတယ်မေသက်ကဗီဒီယိုဘက်ကိုလက်ညှိုးထိုးပြပြီးအေးဗီဒီယိုထဲမှာလို့အော်ပြောလိုက်ပေမဲ့အားလုံးကဗီဒီယိုထဲကိုကြည့်လိုက်တဲ့အခါဘယ်သူမှရှိမနေပါဘူးဗီဒီယိုထဲမှာကြံခဲ့တာတော့ဟောင်းနှွဲနေတဲ့လူနာဝိဆုံတစ်ထည်နဲ့
ဆေးရုံသုံးလက်ပတ်ကလေးတစ်ခုပါပဲအဲ့ဒီလက်ပတ်ပေါ်မှာရေးထားတဲ့နာမည်ကဒေါ်လာတင်နဲ့အေးဘယ်ရောက်သွားရလဲဆရာမကြီးအခုနနဲ့အဲ့ဒီထဲမှာရှိနေတာမေသက်ငိုမတက်ဖြစ်နေပါပြီဆရာမကြီးကမျက်နှာပြက်ပြက်နဲ့မေသက်ကိုကြည့်ပြီးပြောပါတယ်မေသက်နင်ဘာတွေပြောနေရလဲဒီညကျူတီမှာနင်တယောက်တည်းကြာတာလေအေးကလွန်ခဲ့တဲ့တပတ်တည်းကနေကိုအပိပြန်သွားတာနင်မေ့နေတာလားမေသက်ရဲ့ကဘာကြီးတစ်ခုလုံးခြားခြားလဲသွားပါတယ်ဒါဆိုအခုနသူမနဲ့တူရှိနေတဲ့သူမလက်ကိုဆွဲပြီးပြေးခဲ့တဲ့အေးကဘာတူလဲအဲ့ဒီအချိန်မှာပဲဆေးရုံရဲ့အတန်ချက်ဆက်ကနေကျင်ညာတန်တစ်ခုထွက်လာပါတယ်အရေးပေါ်အဆောင်စီအခန်း408မှာမီးလန့်နေပါတယ်ဝန်ထမ်းများအမြန်လာရောက်ကူညီပေးကြပါမေသက်တို့အားလုံးတရားမျက်နှာတယောက်ကြည့်လိုက်မိကြတယ်အခန်း408ဆိုတာလူနာမရှိပဲပိတ်ထားတာကြာပြီဖြစ်တဲ့အပြင်အဲ့ဒီဆောင်ကအခုမှောင်တိကျနေရမယ့်နေရာပါဒါပေမဲ့သူတို့မော့ကြည့်လိုက်တဲ့အခါရှောက်လန်းရဲ့အစုံက408အခန်းစီကနေအနီရောင်မီးကုန်းငွေတွေထွက်နေတာကိုတွေ့လိုက်ရပါတယ်မေသက်နဲ့ဝန်ထမ်းတွေအဲ့ဒီအခန်းစီကိုပြေးသွားကြပါတယ်ဒါပေမဲ့အခန်းရှိရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကသူတို့ထင်ထားတာနဲ့လုံးဝကွဲပြားနေပါတယ်မေသက်နဲ့ဝန်ထမ်းတွေအဆောင်စီရဲ့ရှောက်လန်းအတိုင်းအခန်း408စီကိုအပြေးလွှာသွားခဲ့ကြပါတယ်အခန်းတကားကြားကနေအနီရောင်ဖြော့ဖြော့အလင်းတန်းတွေနဲ့မီးကုန်းငွေတွေထွက်နေတာမို့လုံခြုံရေးဝန်ထမ်းကတကားကိုအားနဲ့ကန်ဖွင့်လိုက်ပါတယ်ဝုန်းဆိုတော့အတန်နဲ့တူတကားပွင့်သွားတဲ့အခါမှာတော့အားလုံးကနေရာရင်ကြောက်ရွံ့လို့မှင်သက်သွားကြပါတယ်အခန်းထဲမှာမီးလောင်နေတာမဟုတ်ပါဘူးအနီရောင်သွေးအိတ်တွေချိတ်ထားတဲ့အောက်ဆီဂျင်ဘူးတွေနဲ့ခေဟောင်းဆေးကူးသားမှုပစ္စည်းတွေကအခန်းအဖြစ်နေရာယူထားပါတယ်အခန်းရဲ့လယ်မှာရှိတဲ့ကရင်ပေါ်မှာတော့ပိန်လီ6ကပ်နေတဲ့လူနာတစ်ယောက်ကပက်လက်ကြီးအိတ်နေပါတယ်ထူးဆန်းတာကအဲ့ဒီလူနာရဲ့ဘေးမှာအေးကသူနာပြုဆရာမဝိတ်စုံနဲ့မတ်တက်ရက်နေပြီးလူနာကိုဆေးထိုးပေးဖို့ပြင်နေတာပါသူမရဲ့လှုပ်ရှားမှုတွေကဆက်ရုပ်တရုပ်လိုတောင့်တင်းနေပြီးမျက်နှာကတော့ဘာအာရုံမှမရှိတယ်လို့မျိုးဗလာဖြစ်နေပါတယ်အေးနင်ဘာလုပ်နေရလဲမေသက်ကအော်မေးလိုက်ပေမဲ့အေးကပြန်မကြည့်ပါဘူးသူမကရင်ဘော်ကလူနာကိုငုံကြည့်ပြီးတူတူလေးပြောနေပါတယ်အဖဆေးရုံဆင်းရတော့မယ်နော်သမီးလိုက်ဖို့ပေးမယ်အဲ့ဒီအချိန်မှာပဲဆရာမကြီးကမေသက်ရဲ့ပခုံးကိုလှမ်းဆွဲလိုက်ပြီးအတန်တုံတုံနဲ့ပြောလိုက်ပါတယ်မေသက်အဲ့ဒီကရင်ဘော်မှာအိတ်နေတာဘယ်သူလဲဆိုတာနင်ကြည့်အောင်မေသက်မျက်လုံးကိုအားဆိုင်ပြီးကြည့်လိုက်တဲ့အခါကရင်ဘော်မှာအိတ်နေတဲ့အဖွားအိုရဲ့မျက်နှာကအခုနကသူမတွေ့ခဲ့တဲ့လေးရနဲ့အခန်းကအဖွားအိုမဟုတ်ပဲလွန်ခဲ့တဲ့10နှစ်ကဆေးရုံမှာတာဝန်ကျရင်အလောက်ပင်ပန်းပြီးစုံမသွားတဲ့မေသက်ရဲ့အတော်အရင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ရှုပ်ရည်ဆိုသလိုအခန်းထဲကအပူချိန်အားထိုးကျသွားပြီးနယံတွေပေါ်မှာရင်ငွေ့တွေဝေလာပါတယ်အခန်းနောက်ကနေတောက်တောက်ဆိုတဲ့ဖက်နှက်တံပြန်ထွက်လာပြန်ပါတယ်အခုတော့အခန်း408ရဲ့အပြင်ဘက်ရှောင်းလမ်းမှာဝစ်စုံပြဝဲထားတဲ့လူနာတွေပတ်တီးစီးထားတဲ့အရေးတွေကတရွရွနဲ့စုယုံလာကြပါတယ်သူတို့အားလုံးကအခန်းထဲကမေသက်တို့အဖွဲ့ကိုစိုက်ကြည့်နေကြတာပါလုံခြုံရေးဝန်ထမ်းတွေကကြောက်လန့်တကြားနဲ့တကားကိုပြန်ပိတ်ဖို့ကြိုးစားပေမဲ့တကားကလုံးဝရွှေ့မလာတော့ပါဘူးအဲ့ဒီအချိန်မှာပဲအေးကဖြည်းဖြည်းချင်းလှည့်လာပါတယ်သူမရဲ့မျက်လုံးတွေထဲမှာမျက်စိတငယ်အိမ်မရှိတော့ပဲဖြူဖွေးနေပါတယ်မေသက်နင်လဲငါတို့နဲ့အတူတူနေရမှာပဲအေးရဲ့အတန်ကသူမရဲ့အတန်မဟုတ်ပဲလူပေါင်းများစွာစုပေါင်းအော်ဟစ်နေတယ်လို့မျိုးဟိန်းထွက်လာပါတယ်မေသက်ကနောက်ကိုဆုပ်ရင်းနဲ့နယံနဲ့ကတ်သွားပါတယ်သူမရဲ့လက်ဖွားကနယံကိုထိမိတဲ့အခါနယံကအုပ်နယံမဟုတ်ပဲအေးဆက်ဆက်အသားဆိုင်ကြီးတစ်ခုကိုကင်မိတယ်လို့မျိုးနူးညံ့ပြီးစီးကပ်နေတာကိုခံစားလိုက်ရပါတယ်သူမအောက်ကိုငုံကြည့်လိုက်တော့သူမရက်နေတဲ့ကျမ်းမြေပေါ်မှာလှဝါးရပေါင်းများစွာကကျမ်းမြေအောက်ကနေအပြင်ကိုထွက်ဖို့အတင်းတွန်းကန်နေကြတာကိုမြင်လိုက်ရပါတယ်ဒါတွေကအစ်စ်မှန်တွေမဟုတ်ဘူးမေတ္တကအားကုန်အော်ဟစ်လိုက်ပေမဲ့သူမရဲ့အတန်ကလေထဲမှာတင်ပျောက်ကွယ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်စီတစ်ခုလုံးရဲ့မီးတွေကဝုန်းခနဲ့ငိမ့်သွားပြီးအမောင်တို့ကသူတို့ကိုဝါမြူလိုက်ပါတော့တယ်မောင်မဲနေတဲ့အထဲမှာမေတ္တကတစုံတစ်ယောက်ကသူမရဲ့လက်ကိုခက်တင်းတင်းဆွဲထားသလိုကိုခံစားလိုက်ရပါတယ်အဲ့ဒီလက်ကသူမကိုအမောင်ထဲကိုအတင်းဆွဲခေါ်သွားနေတာပါမေတ္တသတိထားအောင်မအိပ်ပျော်စင်နေအောင်ဆိုတဲ့အတန်ကိုအဝေးကြီးကနေကြားနေရပါတယ်မေသက်ကအမောင်တူထဲမှာတစုံတစ်ယောက်ရဲ့ဆွဲခေါ်ရအောင်ပါသွားရနေရုတ်တရက်အေးဆက်ဆက်အထီးအတွေ့တစ်ခုကြောင့်မျက်လုံးပွင့်လာပါတယ်သူမအခန်း408ရဲ့ကျမ်းမြေပေါ်မှာလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အခန်းထဲမှာအခုနကမြင်ခဲ့ရတဲ့သွေးအိတ်တွေအောက်ဆီဂျင်ဘူးတွေမရှိတော့ပါဘူးအခန်းကမှောင်မဲပြီးဖုန်တွေတက်နေတဲ့အခန်းဟောင်းကြီးတစ်ခုလိုပါပဲဘေးနားမှာတော့ဆီယာမာကြီးကမေသက်ကိုပခုံးကနေကင်ပြီးလှုပ်နှိုးနေပါတယ်
မေသက်တတိထောင်းလေနေပါဖြစ်သွားတာလေအခန်းထဲကိုဝင်လာပြီးတာနဲ့နေလဲကျသွားတာပဲမေသက်အသက်ကိုဝအောင်ရှူရင်ဘေးဘီကိုကြည့်လိုက်တော့လုံခြုံရေးဝန်ထမ်းတွေကဓမီတွေနဲ့အခန်းအနှံလိုက်ထိုးကြည့်နေတာကိုတွေ့ရပါတယ်အေးလည်းမရှိတော့သလိုဂရင်မော်ကအဖွားကိုလည်းမရှိတော့ပါဘူးအေးရောဆရာမကြီးမေသက်ကတုံတုံရီရီနဲ့မေးလိုက်ပါတယ်ဆရာမကြီးကတက်ပြင်းချရင်နေရန်ကမှန်တင်ကုံဟောင်းတစ်ခုပေါ်ကိုဓမီနဲ့ထိုးပြလိုက်တယ်အဲ့ဒီမှာဖုန်နေတင်နေတဲ့ဓာတ်ပုံဟောင်းလေးတစ်ပုံရှိနေပါတယ်အဲ့ဒီဓာတ်ပုံထဲမှာသူနာပြုဆရာမဝိဆုံနဲ့ပြုံးနေတဲ့မိန်းကလေးကမေသက်အခုနတညာလုံးအတူရှိခဲ့တဲ့အေးပါပဲအေးဆိုတာလွန်ခဲ့တဲ့10နှစ်ကဒီအဆောင်စီမီးလောင်တော့လူနာတွေကိုကဲရင်းနဲ့အသက်ပေးသွားခဲ့တဲ့ဆရာမလေးလေနေအလောက်စဝင်တော့ငါပြောပြဘူးသားပဲမေသက်ရဲ့အုံနောက်ထဲမှာအရာအလုံးကပြောင်းဆန်ကုန်ပါတယ်ဒါဆိုသူမနဲ့အတူတညာလုံးပြေးလွှားနေခဲ့တာကဝိညာဉ်တစ်ခုလားအဲ့ဒီအချိန်မှာပဲအခန်းရဲ့တောင်စွန်းအမောင်ရိပ်ကျနေတဲ့နေရာကနေရှက်ဆိုတဲ့ခြေတံပြန်ထွက်လာပါတယ်တမီးရောင်တွေကအဲ့ဒီဘက်ကိုစုပြုံရောက်သွားတဲ့အခါလူတိုင်းရဲ့အသက်ရှူတံတွေရက်တန့်သွားကြပါတယ်။နေရမှာကပ်ပြီးရက်နေတာကတော့အေးမဟုတ်ပါဘူး။အသားတွေအယိုးမှာကပ်ပြီးမျက်နှာကမီးလောင်တံရတွေနဲ့ပြည့်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ပါ။သူမရဲ့လက်ထဲမှာအခုနမေသက်မြင်ခဲ့တဲ့ဆေးရုံသုံးလက်ပတ်ကလေးကိုကင်ထားပါတယ်။ငါ့ကိုဘယ်သူမှမကယ်ကြဘူး။အဲ့ဒီအမျိုးသမီးရဲ့အတန်ကအကွဲနေပြီးနာကျင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။သူမကဖြည်းဖြည်းချင်းမေသက်တို့ရှိရာကိုတိုးကပ်လာပါတယ်။လုံခြုံရေးဝန်ထမ်းတွေကကြောက်လန့်တကြားနဲ့နောက်ကိုဆုတ်သွားကြပေမဲ့မေသက်ကတော့အဲ့ဒီအမျိုးသမီးရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေပါတယ်။အဲ့ဒီအမျိုးသမီးကမေသက်ရဲ့အရှိတက်တဲ့မှာရက်လိုက်ပါတယ်။သူမရဲ့အေးဆက်တဲ့အငွေသက်တွေကြောင့်မေသက်ရဲ့မျက်တောင်တွေမှာတော့နှင်းနေတင်းကုန်တယ်လို့ခံစားလိုက်ရတယ်။အမျိုးသမီးကသူမရဲ့လက်ထဲကလက်ပတ်ကလေးကိုမေသက်ရဲ့လက်ထဲကိုအတင်းထည့်ပေးလိုက်တယ်။မေသက်ငုံကြည့်လိုက်တဲ့အခါအဲ့ဒီလက်ပတ်ပေါ်မှာရေးထားတဲ့နာမည်ကဒေါ်လာတင်မဟုတ်တော့ပဲမေသက်တဲ့မေသက်ရဲ့နှလုံးခုန်တန်တွေရက်သွားတယ်လို့ပါပဲသူမကိုလက်ကဝစ်ကိုပြန်ကြည့်လိုက်တော့သူမရဲ့လက်ကဝစ်မှာလည်းအဲ့ဒီလိုလက်ပတ်မျိုးပတ်ထားတာကိုတွေ့လိုက်ရပါတယ်ဒါဘယ်လိုဖြစ်နိုင်မှာလဲဆီယာမကြီးနဲ့လုံခြုံရေးဝန်ထမ်းတွေရဲ့ပုံရိပ်တွေဟာတပြည့်ပြည့်နဲ့ဝါတာတာဖြစ်လာပြီးပျောက်ကွယ်သွားပါတယ်အခန်းလေးရရှိထဲမှာမေသက်တယောက်တည်းကျန်ရစ်ခဲ့တယ်အပြင်မဲ့ရှောက်လန်းကနေတောက်တောင်းဆိုတဲ့ခြေတံတွေကပြန်ကြားလာရပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အဲ့ဒီခြေတံတွေကအခန်းလေးရရှိစီကိုဥတီလာနေတာမဟုတ်ပဲအခန်းလေးကနေအပြင်ကိုထွက်သွားတဲ့ခြေတံတွေပါမေသက်မှန်တင်ကုန်မော်ကမှန်ထဲကိုကြည့်လိုက်မိတဲ့အခါမှန်ထဲမှာပေါ်နေတဲ့ပုံရိပ်ကသူမဟုတ်တော့ပါဘူးသူမရဲ့နေရာမှာအေးကသူနာပြုတ်ဆီယာမဝိဆုံနဲ့ရက်နေပြီးမေသက်ကိုကြည့်ပြီးဝမ်းနဲ့ပန်းနဲ့ပြုံးပြနေပါတယ်မေသက်နေလဲငါလိုပဲတီးစီးရုံကိုစောင့်ရှောက်ရတော့မယ်မေသက်ကအခန်းထဲကဖွင့်ပြီးရှောက်လန်းထဲကိုထွက်လာခဲ့ပါတယ်။ရှောက်လန်းမီးတွေမိတ်တုံနဲ့အဝေးကနေလူနာတယောက်ရဲ့ခေါ်တံကိုကြားလိုက်ရတယ်။ဆရာမကျွန်တော်ကိုဆေးလာတိုက်ပါအောင်။မေသက်ကတောင်တင်းနေတဲ့ခြေလမ်းတွေနဲ့အဲ့ဒီအတန်လာရစီကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားပါတယ်။သူမရဲ့ခြေတံကတောက်ဆိုပြီးအေးဆက်နေတဲ့ဆေးရုံဟောင်းကြီးထဲမှာဟိန်းထွက်လို့နေပါတော့တယ်။မေသက်ကသူမရဲ့ခြေတံတွေကိုနားထောင်ရင်းရှောက်လန်းအတိုင်းရှေ့ကိုဆက်လျှောက်လာခဲ့ပါတယ်။ဆေးရုံကြီးတစ်ခုလုံးကပုံမှန်ထပ်ပို့ပြီးတိတ်ဆိတ်နေတယ်လို့ပဲရှောက်လန်းဘေးကလူနာကန်တကားတွေကတစ်ချက်ပြီးတစ်ချက်ပိတ်ထားလျက်ရှိပေမဲ့အထက်ကနေတူတူလေးညှိတွားနေတဲ့အတန်တွေတော့သူမအတိုင်းသာကြားနေရပါတယ်သူမနောက်စတေရှင်ရှိကိုရောက်တဲ့အခါမှာတော့တစုံတစ်ခုကိုတတိထားမိလိုက်ပါတယ်စပွဲပေါ်မှာတင်ထားတဲ့မှတ်တမ်းစာအုပ်တွေကြားမှာသူမကင်နေကြဖောင်တင်လေးနဲ့သူမရဲ့လက်ရည်နဲ့ရေးထားတဲ့မှတ်စုတွေရှိနေတော့မှာပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမက်ဆေ့တွေပေါ်မှာဖုန်တွေကလက်တဆစ်စာလောက်တက်နေတာပါဒါကဘလို့ဖြစ်နိုင်မှလဲအခုနတွေငါဒီမှာထိုင်နေခဲ့တာပဲဥစ္စာမေသက်တုံရင်နေတဲ့လက်တွေနဲ့မှတ်တမ်းစာအုပ်ကိုလှန်ကြည့်လိုက်ပါတယ်အဲ့ဒီမှာသူမရဲ့အမည်နဲ့ဓာတ်ပုံပါတဲ့ဝန်ထမ်းကပ်ပြားလေးတစ်ခုညှက်ရက်သားကြံခဲ့တာကိုတွေ့ရတယ်ဓာတ်ပုံတွေကမေသက်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကပုံစံမျိုးဖြစ်ပြီးဝိဆုံကလည်းအခုခေတ်ဝိဆုံနဲ့မတူတော့ပဲအရင်ခေတ်ကပုံစံမျိုးဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲရှောက်လန်းစွန်းကနေမီးရောင်ပျော့ပျော့လေးတစ်ခုထွက်ပေါ်လာတယ်။အဲ့ဒီမီးရောင်ကဓမီးရောင်မဟုတ်ပဲဖျောင်းနိုင်မီးလိုမျိုးတုံခါနေတဲ့အလင်းတန်းလေးပါ။အဲ့ဒီအလင်းနောက်မှာတော့လူတစ်ယောက်ဖြည်းဖြည်းချင်းလမ်းလျှောက်လာပါတယ်။မေသက်အနီးကပ်ကြည့်လိုက်တော့အဲ့ဒါကဆေးရုံကအဖိုးကြီးတစ်ယောက်ပါ။သူကလက်ထဲမှာအမွှေးတိုင်နေနဲ့ပန်းအိုးတစ်လုံးကိုကင်ထားပြီးအခန်း488မှာရက်လိုက်ပါတယ်။ပြီးတော့အမွှေးတိုင်တွေကိုထုံပြီးတိုးတိုးလေးဆူတောင်းနေပါတယ်။မေသက်သမီးလေး
သမီးဆေးရုံဆောင်ရတာပင်ပန်းနေပြီလားအဖိုးတို့သမီးအတွက်အမျှဝေပေးနေပါတယ်ကွယ်သမီးရဲ့တာဝန်တွေပြီးဆုံးပါစေတော့မေသက်ရဲ့ခြေထောက်တွေအားမရှိတော့ပဲကျမ်းမြေမော်ကိုပုံရသားလဲကျသွားပါတယ်သူမကလူလားဝိညာဉ်လားဆိုတာကိုသူမကိုယ်တိုင်တော့မသိကြတော့ပါဘူးသူမရဲ့လက်ကိုပြန်ကြည့်လိုက်တဲ့အခါသူမရဲ့လက်ချောင်းလေးတွေကတဖြည်းဖြည်းနဲ့ကြည်လင်လာပြီးအနောက်ကနယံကိုတောင်မြင်နေရတယ်လို့မျိုးဖြစ်လာပါတယ်ငါတကယ်ပဲတည်သွားခဲ့တာလားမေသက်ရဲ့အုံနောက်ထဲမှာပုံရိပ်တွေတစ်ခုပြီးတစ်ခုပြန်ပေါ်လာပါတယ်လွန်ခဲ့တဲ့နေ့တော်ကြာကအဆောင်စီမှာလူနာတယောက်ကိုအရေးပေါ်ပြုစုပေးရင်းနဲ့သူမရုတ်တရက်နှလုံးရက်ပြီးဆုံးမသွားခဲ့တာပါဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့လူနာတွေကိုစောင့်ရှောက်ရမယ့်တာဝန်တွေမပြီးဆုံးသေးတဲ့အလုပ်တွေကြောင့်ဒီဆေးရုံကြီးထဲမှာပဲဆက်ရှိနေခဲ့တာဖြစ်ပါတယ်အေးဆိုတာကလည်းသူမနဲ့အတူဂျူတီကြပေါ်ကြပတ်မဟုတ်ပဲသူမထက်အရင်တည်းကဒီဆေးရုံမှာဆွဲကပ်နေတဲ့ဝိညာဉ်ဟောင်တယောက်သာဖြစ်ပါတယ်သူတို့နှစ်ယောက်ကတယောက်ကိုတယောက်အဖော်ပြုပြီးဒီဆေးရုံကြီးရဲ့ညနေတကောင်ရံတွေကိုအတူတူဖြတ်တန်းနေခဲ့ကြတာပါမိုးလင်းကနေချိန်မှာတော့ဆေးရုံရဲ့ရှောက်လန်းထဲကိုခြေတံအသစ်တွေကြားလာရပါတယ်အဲ့ဒါကတော့ဒီနေ့မှစပြီးတာဝန်ကျတဲ့သူနာပြုဆရာမအသစ်လေးတယောက်ရဲ့ခြေတံမှာအဲ့ဒီဆရာမလေးကကြောက်ကြောက်လန့်လန့်နဲ့နောက်စတေးရှင်းမှာထိုင်နေတော့သူမရဲ့နားထဲမှာအမျိုးသမီးတယောက်ရဲ့တူတူလေးပြောလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်ညီမလေးနံပါတ်405ကရင်ကလူနာကိုအောက်ဆီဂျင်ဘူးသွားလဲပေးလိုက်အောင်နော်ဆရာမလေးကလန့်ဖြတ်ပြီးဘေဘီကိုကြည့်လိုက်ပေမဲ့ဘသူ့ကိုမှမမြင်ရပါဘူးဒါပေမဲ့သူမရဲ့ပခုံးပေါ်မှာတော့အေးဆက်ဆက်လက်ချောင်းလေးတွေရဲ့အထီးတွေကိုခန်းစားလိုက်ရပါတယ်မေတက်ကရှောက်လန်းရဲ့အမောင်ရင်ထဲမှာရက်နေရင်းကနေအသက်ရောက်လာတဲ့ဆရာမလေးကိုကြည့်ပြီးပြုံးလိုက်ပါတယ်သူမရဲ့တာဝန်တွေကတော့ဘယ်တော့မှပြီးဆုံးမှာမဟုတ်တယ်လို့ပါပဲမေတက်ကနားစတေးရှင်းမှာကြောက်လန့်တကြားထိုင်နေတဲ့ဆရာမလေးကိုကြည့်ရင်ဝမ်းနည်းမှုနဲ့ဂယုဏရောပြိုးနေတဲ့ခန်းစားချက်ကိုခန်းစားလိုက်ရပါတယ်သူမကိုလူလို့ထင်ခဲ့တော့ကကြောက်ခဲ့ရတဲ့အရာအလုံးကအခုတော့သူမရဲ့တည်ရှိမှုဖြစ်နေပါပြီမေတက်ကနယံကမှန်ချက်ကြီးရှေ့မှာရက်လိုက်ပါတယ်မှန်ထဲမှာပေါ်နေတာကတော့လှပတဲ့သူနာပြုဆရာမလေးမေသက်မဟုတ်တော့ပါဘူးမျက်တွင်းတွေဟောက်ပတ်ဖြစ်ပြီးဖြူပြော့ခြောက်ကပ်နေတဲ့ရုပ်လောင်းတစ်ခုလိုပုံရိပ်တစ်ခုသာဖြစ်ပါတယ်သူမဝတ်ထားတဲ့ဝိဆုံမြူကြီးကလည်းဟောင်းနှဲညစ်ပတ်ပြီးသွေးကွက်တွေစွန်းထင်းနေတယ်လို့မျိုးမြင်နေရပါတယ်ငါတကယ်ပဲဒီလိုဖြစ်သွားခဲ့ရလားသူမလက်နဲ့မှန်ကိုထိလိုက်တဲ့အခါမှန်မြင်ပေါ်မှာအေးဆက်ဆက်အငွေ့တွေဝေသွားပြီးမေသက်1995 2020ဆိုတဲ့စာသားလေးကနေငယ်တွေလိုမျိုးမှန်ပေါ်မှာအလိုလိုထင်ကျန်ရပါတယ်သူမဆုံးမသွားခဲ့တာ6နှစ်တောင်ရှိခဲ့ပါပြီအဲ့ဒီအချိန်မှာပဲရှောက်လန်းမောင်တွေကနေကြွီဆိုတဲ့ဘီဒက်ကရင်တွန်းလာတဲ့အတန်ကိုပြန်စားရပြန်ပါတယ်အေးကတွန်းလဲတစ်ခုတိုးရင်မေသက်နာကိုရောက်လာပါတယ်အေးရဲ့မျက်နှာကအရင်ကလိုကြောက်စရာမကောင်းတော့ပဲအေးချမ်းတဲ့အပြုံတစ်ခုရှိနေပါတယ်မေသက်နေအမှန်တရားကိုသိသွားပြီဆိုတော့ငါတို့တာဝန်တွေပြောင်းလဲရတော့မယ်ဒီဆေးရုံမှာမကြွမလွတ်ပဲကြံခဲ့တဲ့ဝိညာဉ်တွေအများကြီးရှိသေးတယ်သူတို့တွေကိုငါတို့ကပဲစောင့်ရှောက်ပေးရမှာအေးကတွန်းလဲပေါ်မှာပါလာတဲ့ဆေးမက်တန်းစာအုပ်အဟောင်းကြီးတွေကိုပြပါတယ်အဲ့ဒီထဲမှာဆေးရုံမှာဆုံးမသွားခဲ့တဲ့လူနာပေါင်းများစွာရဲ့နာမည်တွေပါရှိနေပါတယ်သူတို့နှစ်ယောက်ကအဆောင်စီရဲ့လေကားအတိုင်းအောက်ထပ်ကိုဆင်းခဲ့ကြတယ်ဒီတစ်ခါမှာတော့လေကားထောင်းကအရေးတွေကသူတို့မချောက်လန့်တော့ပါဘူးအဲ့ဒီအစားအရေးတွေကသူတို့လမ်းလျှောက်လာတာကိုမြင်တဲ့အခါလမ်းဖယ်ပေးပြီးခေါင်းငုံအယိုသေးပေးကြပါတယ်ဒုတိယတဲ့ခွဲစိတ်ခန်းရှေ့ကိုရောက်တော့အခုနမီးလောင်ထားတဲ့ပုံစံနဲ့ဆရာဝန်ကြီးကိုပြန်တွေ့ရပါတယ်သူကခွဲစိတ်ကက်ကြီးကိုကင်ထားတော့မှပဲဒါပေမဲ့သူကမေသက်ကိုကြည့်ပြီးတူတူလေးပြောပါတယ်ဆရာမလေးလူနာနံပါတ်210ကသွေးထွက်တာမရသေးဘူးအဝေလဲပေးအောင်မေသက်နားလည်လိုက်ပါပြီဒီဆေးရုံကြီးထဲမှာပိတ်မိနေတဲ့ဝိညာဉ်တွေကသူတို့သေဆုံးသွားတဲ့အချိန်ကအလုပ်တွေပဲထက်ခါတလဲလဲလှုပ်ဆောင်ရင်တန်တရားလဲနေကြတာပါသူတို့အားလုံးကကိုသေမဲမသိကြပဲတာဝန်တွေကိုဆက်ထမ်းဆောင်နေကြတာဖြစ်ပါတယ်မိုးလင်းကနေ4နာရီခွဲဝန်းကျင်မှာတော့ဆေးရုံဝင်းထဲကိုတန်ဃာတော်တစ်ပါးကြွလာတာကိုမေသက်မြင်လိုက်ရပါတယ်အဲ့ဒီတန်ဃာတော်နောက်မှာတော့မေသက်ရဲ့မိဘတွေနဲ့ဆွေမျိုးတွေပါလာကြပါတယ်သူတို့တွေကအဆောင်စီရဲ့ရှေ့မှာရပ်ပြီးစွန်ကြွေအမျှဝေဖို့ပြင်ဆင်နေကြတာပါမေသက်ရဲ့အမေကငိုယိုပြီးရေဆက်ချနေပါတယ်သမီးလေးမေသက်သမီးတာဝန်နဲ့ကျေပွန်ခဲ့ပါပြီအလုပ်ထဲမှာပဲအသက်ပေးသွားခဲ့တဲ့သမီးလေးဒီဆေးရုံကြီးကိုဆွဲလန်းမနေပါနဲ့တော့ကောင်းရသူကလေးကိုသွားပါတော့သမီးရဲ့မေသက်ကသူမရဲ့အမေနာကိုတိုးကပ်သွားပြီးအမေရဲ့ပခုံးလှမ်းကင်လိုက်ပါတယ်
အမေကတော့ဘာမှမမြင်ရပေမဲ့ရုတ်တရက်ချမ်းစိန်သွားတယ်လို့မျိုးပကုံးလေးတွန့်သွားရှာပါတယ်။အမေသမီးသွားလို့မရသေးဘူး။ဒီမှာသမီးကိုလိုအပ်နေတဲ့သူတွေအများကြီးရှိသေးတယ်လို့မေသက်ကသူမရဲ့မိသားစုတွေဆေးရုံဝင်နေရထွက်သွားတာကိုလိုက်ကြည့်နေရင်ဆေးရုံကြီးရဲ့နေရံတွေပေါ်မှာထူးဆန်းတဲ့စာသားတွေပေါ်လာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒါတွေကတော့လူနာတွေနဲ့သူနာပြုတွေရဲ့မကျွတ်မလွတ်သေးတဲ့ဆန္ဒတွေပါပဲ။မေသက်ကသူမရဲ့သူနာပြုဆရာမအုပ်ထုပ်လေးကိုပြန်ဆောင်းလိုက်ပြီးရှောက်လန်းအမောင်ထဲကိုပြန်လှည့်ဝင်ခဲ့ပါတယ်။အေးအေးကတော့ရှောက်လန်းအဆုံးမှာသူမကိုစောင့်နေပါတယ်။ဆေးရုံကြီးရဲ့မြေအောက်ထပ်ဆိုတာပုံမှန်ဝန်ထမ်းတွေတောင်ဆင်းလေးမရှိတဲ့နေရာပါ။အဲ့ဒီနေရာကအလွန်ဟောင်းနှွမ်းလှတဲ့အလောင်းတင်ကရင်တွေတန်ကြီးတက်နေတဲ့ခွဲစိတ်ကရင်ဟောင်းတွေနဲ့ပိုးသက်စင်နဲ့ပြင်းပြင်းတွေဆွဲကပ်နေတဲ့နေရာတစ်ခုပေါ့။မေသက်ကအေးအေးရဲ့နောက်ကနေဓက်လီကားဟောင်းကြီးတွေကိုလိုက်ပါသွားပါတယ်။ဓက်လီကားတကားပွင့်သွားတဲ့အခါမှာတော့အေးဆက်ဆက်လေးတို့ကသူမရဲ့တကူလုံးကိုလွှမ်းခြုံသွားပါတယ်။မြေအောင်ခန်းရဲ့အမောင်တို့ထဲမှာမိချောင်းလေးတစ်ခုကတစ်ဖြက်ဖြက်နဲ့လင်းနေတယ်။ရှောက်လန်းရဲ့အဆုံးမှာရှိတဲ့အလောင်းတင်ခန်းရဲ့တကားကဟောင်းလောင်ပွင့်နေပါတယ်။အဲ့ဒီအခန်းကနေထွက်ပေါ်လာတဲ့အတန်ကတော့ထူးဆန်းလာတယ်။လူတစ်ယောက်ကစာရွက်တွေကိုအားနဲ့ဆုပ်ပြဲနေတယ်လို့မျိုးရှက်ခနဲ့ဆိုတဲ့အတန်ဆိုးကြီးပါ။အေးအဲ့ဒါဘာတန်လဲ။မေသက်ကတူတူလေးမေးလိုက်ပါတယ်။အေးကမျက်နှာပြက်ပြက်နဲ့ရှေ့ကိုညွန်ပြပါတယ်။အဲ့ဒီခန်းထဲမှာအရေးမဲကြီးတစ်ခုကအလောင်းတင်ကရင်တစ်ခုပေါ်မှာခွာထိုင်နေပါတယ်။အဲ့ဒီရေကပုံမှန်ဝိညာဉ်နေလို့မဟုတ်ပဲခန္ဓာကိုယ်တစ်ခုလုံးကမဲမောင်နေပြီးမျက်လုံးနေရာမှာတော့နီးရဲနေတဲ့အလင်းဆက်နှစ်ခုပဲရှိပါတယ်။အဲ့ဒီအရေးမဲကြီးကလက်ထဲမှာတစုံတစ်ခုကိုကင်ထားပါတယ်။အနီးကကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကတခြားဝိညာဉ်တစ်ခုရဲ့အပိုင်းအစတွေပါ။အဲ့ဒီဝိညာဉ်ဆိုးကဆေးရုံမှာမကြွမလွတ်ပဲကြံခဲ့တဲ့ဝိညာဉ်ငယ်လေးတွေကိုဝါမျိုးပြီးအားအိမ်ယူနေတာဖြစ်ပါတယ်။ "तू ကဒီဆေးရုံရဲ့အမောင်ဆုံးအပိုင်းပဲမိသက်။ तू ရှိနေသူရဲ့ငါတို့ဘယ်သူမှဒီတန်တရားကနေလွတ်မြောက်မှာမဟုတ်ဘူး။အဲ့ဒီလိုအေးကတုံရီနေတဲ့အတန်နဲ့ပြောပါတယ်။ရုတ်တရက်ဆိုသလိုအဲ့ဒီအရင်မဲကြီးကမေသက်တို့ရှိအောင်လှည့်ကြည့်လိုက်ပါတယ်။သူ့ရဲ့ပါးစပ်ကနေထွက်လာတဲ့အတန်ကမြေရောက်ခန်းတစ်ခုလုံးတုန်ခါသွားစေပါတယ်။နောက်ထပ်သူနာပြုဆရာမလေးတစ်ယောက်အဲ့ဒီဝိညာဉ်ဆိုကကရင်မော်ကနေခုန်ဆင်းပြီးမေသက်တို့စီကိုအရှိန်နဲ့ပြေးဝင်လာပါတယ်။မေသက်ကကြောက်လန့်တကြားနဲ့ဘေးနာအတန်ကြီးတက်နေတဲ့ဆေးပစ္စည်းတင်စင်ကြီးကိုတွန်းချလိုက်တယ်။ဝုန်းဆိုတဲ့အတန်နဲ့အတူစင်ကြီးလဲကျသွားပေမဲ့အဲ့ဒီရိတ်ကတော့လေထဲမှာပျောက်ကွယ်သွားပြီးမေသက်ရဲ့နောက်ကျောဘက်မှာပြန်ပေါ်လာပါတယ်။အေးဆက်လာတဲ့လက်သေးရှည်ကြီးတွေကမေသက်ရဲ့လဲပင်ကိုလာထိတဲ့ချိန်မှာတော့မေသက်ရဲ့ရင်မက်ထဲကနေအလဲနှန်းတစ်ခုပေါ်ထွက်လာပါတယ်။အဲ့ဒါကတော့အခုနသူမရဲ့အမေရေးဆက်ချအမျှဝေပေးခဲ့တဲ့ကုသိုလ်အရှိန်ဝါပါပဲ။အဲ့ဒီအလဲနှန်းကြောင့်ဝိညာဉ်စုကစူးစူးဝါးဝါအော်ဟစ်ပြီးနောက်ကိုလွင့်ထွက်သွားပါတယ်။ဒါပေမဲ့သူကလုံးဝပျောက်ကွယ်မသွားပဲမြေအောက်ခန်းရဲ့အမောင်တောင်တွေထဲမှာပြန်ပုံအောင်သွားပါတယ်။မေသက်နားလည်လိုက်ပါပြီ။ဒီဆေးရုံကြီးမှာသူမရှိနေရတဲ့အကြောင်းရင်းကဝိညာဉ်တွေရဲ့တာဝန်ကိုထမ်းဆောင်မှုတွေမဟုတ်ပဲဒီလိုဝိညာဉ်စုတွေရဲ့ရှားကနေတခြားဝိညာဉ်တွေကိုကာကွယ်ပေးဖို့လည်းဖြစ်နေတာပါ။မိုးလင်းသွားတဲ့အချိန်မှာတော့မေသက်ကမြေအောက်ခန်းကနေပြန်တက်လာခဲ့ပါတယ်။အပေါ်ထက်မှာတော့နေကျူတီဆီယာမတွေရောက်လာပြီးလူနာတွေကိုပြုစုနေကြပါပြီ။မေသက်ကနားစတေရှင်ဘေးကအမှန်တင်ကုန်ပေါ်မှာသူမရဲ့ဓာတ်ပုံလေးကိုပြန်ကြည့်လိုက်ပါတယ်။ဓာတ်ပုံထဲကမေသက်ကတော့ပြုံးနေတော့မှာပဲ။အေးငါတို့ဒီညဘယ်ခန်းကိုအရင်သွားကြမလဲလို့မေသက်ကမေးလိုက်ပါတယ်။အေးကပြုံးပြီးလက်ထက်ကလူနာမှတ်တမ်းစာကိုဖွင့်ပြပါတယ်။အခန်း302ကလူနာသစ်လေ။သူကအရန်ကြောက်နေရှာတယ်။ငါတို့သွားပြီးတော့အားပေးရအောင်။ဆေးရုံကြီးရဲ့ရှောင်းလန်းထဲမှာတောက်ဆိုတဲ့ခြေတံနဲ့ဆုံကရှင်တွဲပြီးထွက်ပေါ်လာပါတယ်။မြင်ရတဲ့သူမရှိပေမဲ့အဲ့ဒီခြေတံတွေကဆေးရုံရဲ့ညနေတကောင်ရင်တိုင်းမှာအမြဲတမ်းပဲ့တင်ထက်နေအောင်ပါပါ။ဆေးရုံကြီးရဲ့မနက်ခင်းအလင်းရောင်ကပြတင်းပေါက်မန်းချက်တွေရတဲ့ဆင်အဆောင်စီရဲ့ရှောက်လန်းလေးကိုဖြာကျလာပါတယ်။ညကျူတီဆင်းသွားတဲ့ဝန်ထမ်းတွေနေရာမှာနေကျူတီဆီယာမတစ်လေးတွေအလုံးရှုံနေကြပြီဖြစ်တယ်လို့ညက6ချားဆရာကောင်းခဲ့တဲ့အမောင်တို့ကလည်းလူသူအသွားလာတွေကြားမှာပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့အဆောင်စီရဲ့နားစတေရှင်စပွဲတောင်လေးမှာတော့ထူးဆန်းတဲ့အရာတစ်ခုကြံရစ်ခဲ့ပါတယ်။အဲ့ဒါကတော့ဖုန်နေတက်နေတဲ့မှတ်တမ်းစာအုပ်ဟောင်းကြားကထွက်ပေါ်နေတဲ့အဖြူရောင်ပန်းလေးတစ်ပွင့်မှာပဲ။အဲ့ဒီပန်းလေးကလက်ဆက်နေပြီးအေးဆက်ဆက်အငွေ့သက်တွေစိမ့်ထွက်နေတယ်လို့မျိုးခံစားရပါတယ်။မေသက်ကအခုတော့အရင်လိုကြောက်လန့်နေတဲ့သူနာပြုလေးမဟုတ်တော့ပါဘူး။သူမအေးနဲ့အတူဆေးရုံကြီးရဲ့မမြင်ရတဲ့အရေးအဝါသားအောက်မှာတာဝန်တွေကိုတိတ်တဆိတ်ထမ်းဆောင်နေပါတယ်။လူနာတွေအိပ်ပျော်နေချိန်မှာစောင်းလေးတွေလိုက်ချုံပေးတာအောက်ဆီဂျင်ပြတ်လူနေပါဖြစ်နေတဲ့လူနာတွေအတွက်နှိုးဆက်တံတွေတိတ်တဆိတ်ပေးတာမျိုးတွေပေါ့။သူမဝိညာဉ်တစ်ခုဖြစ်သွားခဲ့ပြီးမြဲ
သူမရဲ့စိတ်ထဲမှာတော့သူနာပြုဆိုတဲ့တာဝန်သိစိတ်ကအမြဲရှင်သန်နေသေးပါဆေးရုံဝင်းအပြင်ဘက်ကိုထွက်သွားတဲ့လူနာတင်ကားတစ်စီးရဲ့နောက်မှန်ပြင်ပေါ်မှာလက်ဝါးရလေးတစ်ခုထင်ကျန်ရစ်ပါတယ်အဲ့ဒါကဘေးကင်းစွာဆေးရုံဆင်းသွားတဲ့လူနာကိုမေတ္တကနှုတ်ဆက်လိုက်တဲ့လက်ဝါးရလေးပါအဆောင်စီရဲ့ရှောက်လန်းအစုံအမောင်ရိတ်ခိုနေတဲ့နေရာလေးမှာတော့မေတ္တနဲ့အေးအေးတို့နှစ်ယောက်ရှင်တွဲရက်နေကြပါတယ်သူတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာအေးချမ်းတဲ့အပြုံးကိုစီနေပေါ့မေတ္တနောက်ထပ်ညတညရောက်လာအောင်မယ်နော်လို့အေးအေးကပြောလိုက်ပါတယ်မေတ္တကကောင်းချင်းပြရင်သူမရဲ့သူနာပြုဆရာမအုပ်ထုတ်လေးကိုပြန်ပြင်းဆောင်းလိုက်ပါတယ်ညင်းတဲ့တကောင်ရံမှာလူကြီးတိတ်သွားတိုင်းဒီဆေးရုံဟောင်းကြီးရဲ့ရှောက်လန်းတွေမှာတောက်တောင်းဆိုတဲ့ခြေတံလေးတွေကဆေးရုံဆောင်ဝိညာဉ်တွေရှိနေကြောင်းသက်သေပြနေပါတော့တယ်တာဝန်သိစိတ်ဟာတေးချင်းတရားထက်ပိုပြီးခိုင်မြဲတဲ့စမြဲပါပရိသတ်များရှင်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပြီနော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်